တို့ကိုဤကြောင့်တို့ဖေဖေကြောင့်တို့ဖေဖေကြောင့်တို့ကိုဤကြောင့်တို့ဖေဤကြောင့်ဟေးသူလေသူလေမြူလေမြူလေတို့ကိုဤကြောင့်တို့ကိုဤကြောင့်လေသူလေမြူလေမြူလေတို့ဖေဤကြောင့်အကျဉ်းသမားမိုင်းလေစီပြန်ကတော့လက်ချင်းလေအကျဉ်းသမားမိုင်းလေစီပြန်ကတော့လက်ချင်းလေအကျဉ်းသမားမိုင်းလေစီပြန်ကတော့လက်ချင်းလေစီသမားမိုင်းလေစီပြန်ကတော့လက်ချင်းလေဘောင်းမများရဲ့တို့ကိုဤကြောင့်ကြောပလင်းကိုကိုင်းစားဦးရဲ့ဖေးကြောဟေးဆေးရဲ့စီဝါရီလူတွေကြားပါရင်များအစင်လျောက်ဖေးတော်မနေပြီနော်ဟုတ်တယ်ဒါကြောင့်မလို့ရှင်လန်းခင်းတဲ့ဖေးဘူးတော်ပါလာရင်တော့အရာရာစင်ပြေသွားလိမ့်မယ်ဟေးကဲကြက်လောင်းတော့ကြက်လောင်းတော့ရှင်လန်းခင်းတဲ့ဖေးဝင်းလန်းခင်းတဲ့ဖေးဆိုပါလားလို့ဖေးရဲ့ဖေးဖေးလာ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 ကြော်ရဖေးတပနာပြီးပါပြီတပနာပြီးပါပြီနောက်တပနာတွေ့အောင်မယ်နောက်တပနာမအောင်မယ်အဲ့တော့ခရသားသမီးတွေစီပါကြီးတဲ့တပနာတိုးအောင်ဆိုပြီးတော့ဖေးကိုနော်ပူဇော်သက်ကာယပြုကြတယ်ဟုတ်ကဲ့အဲ့တော့ဖေးကြီးရိုက်ပြီးတော့ဒုတိယပနာထပ်ပြီးတော့လောင်းမယ်ယောက်ျားဒုတိယမောင်ဖေးကြီးကိုရွှေလန်းတွေဖိနိုင်အောင်ငွေလန်းတွေဖိနိုင်အောင်ရွှေအပြည့်ငွေအပြည့်ဖေးကြီးကိုဆက်လာကြတယ်ဘာသာပေါ့ရွှေလူကြီးနဲ့ဖေးကြီးကိုကြားတယ်ငွေလူကြီးနဲ့ဖေးကြီးကိုကြားတယ်ပေါ့အဲ့တော့ဖေးကြီးကြွတဲ့အခါမှာစီးပွားလက်လာပါရေတိုးပါအောင်ဆိုပြီးတော့တိတ်တန်ပြူတော့ကျွန်တော်အောင်မြင်တယ်ပေါ့စီးပွားတက်တယ်ကဲစားမယ်ဖေးကြီးကနာဆိုဖေးကြီးစားလိုက်တာဖေးကြီးကဆိုလာဖေးကြီးပကံကျော်လာညာဦးမင်းကျော်ကြီးဆိုလာကျွေးကြည့်ကိုရကြည့်လာမယ်ဗျာယုံကြည်ကိုယ်ပဲရကြယုံကြည်မှကိုယ်ပဲပါဟောပါလေသားသမီးများဖေးကြီးကိုကြီးစောက်ရှောက်ပြီးမစားနေတာကဲနဗလာပြီယောက်ျားကြားလို့ဆိုပါကြားလို့ပါဟုတ်ပြီ
နေအောင်ဒီလေဦးလာမယ်go go 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 နော်ဒီကတို့